ဟဲ့မင်းနဲ့ကလည်းဘောလုံးကံမလား ဟမ်ရှင်းပြခဲ့မယ်မင်းနဲ့ငါ ဟဲ့ချင်းမကံကိုဘောလုံးကံမယ် ဟဲ့ရှင်းပြခဲ့မယ်အောင်တတိယ ဟဲ့ဘောလုံးကံ မလိုက်နိုင်ဘူးလားဟဲ့ငါလည်းမလိုက်ဘူးမင်းတို့လည်းလိုက်လို့ရနိုင်တယ်အကြောင်း ငါမလိုက်နိုင်စရာဘာအကြောင်းမှမရှိ ငါလည်းလိုက်နိုင်တယ်ဟဲ့ ဟဲ့ငါတော့မလိုက်နိုင်ဘူးကွာရှင်း ဟော ရှင်းလေး လောင်းကြောက်နေ လောင်းလောင်း လောင်းမယ်လောင်းမယ် မင်းတို့နှစ်ကောင်တွေကတစ်ကောင်ရခဲ့ရင်ငါ9သိန်းပေးမယ်မရရင်မင်းတို့ငါ့ကို9သိန်း အပေးတယ်ရောဒါလေ ဟဲ့အောင်လေ ဟာဟဲ့လာထိုင် လို့ဘာလောင်းနေကြရလဲကွာ ဘာဒီလောင်းရမလဲကွာဒီကောင်နေပေါ့ဟိုဘောပြားလေးကိုလိုက်လို့ရတယ်ဆိုပြီးညင်းနေတာဟဲ့အောင်ကြီး ဟမ်ဘယ်ဘောပြလဲ ဟာဘယ်ဘောပြားရမှာလဲဟိုးမှထိုင်နေတဲ့ဘောပြားလေးတွေ့ As long as I live, I love you. Will heaven hold you? You look so ဟောဟဲ့ beautiful. ချစ်စရာလေးပါလား စပြီလို့မင်းမပါလာပြီ လောက်ပြီ ဟာပါလာတာမဟုတ်ဘူးလေကွာတကယ်ချစ်ဖို့ကောင်းလို့ပြောနေရဟောမင်းရတယ် ဟဲ့ချစ်ဖို့ကောင်းလဲလိုက်လို့မရဘူး ဟာသူ့ကိုဆိုတော့လိုက်လို့ရတာဗောကွာမင်းဘာလို့မရ မင်းပုံစံ မင်းရတော့ဘောတော့ဆိုးမယ် ဟောဟဲ့ငါရအောင်လိုက်ပြရမလား မင်းလောင်းမလား လောင်းမယ်ဟဲ့ မင်းလည်းမရသေးရဘူး ငါရအောင်လိုက်ပြမယ်လောင်းမယ်ကွာ ဟုတ်ပြီမင်းဘယ်လောက်ကြီးလောက်မယ်ပြော မင်းတို့ခုနဘယ်လောက်ရေးလောင်း ငါသိန်း 9သိန်း9သိန်း ဟေး 9သိန်း15သိန်းရေးလောင်းမယ် 15သိန်းကြီး 15သိန်းကြီး မင်းအချိန်ဘယ်လောက်ယူမလဲပြော ချိန်တရက်ပဲယူမှာကွာမနေ့ကရစီရ ဟာ ဟုတ်ပါပြီမရဘူးဖြစ်နေ တရက်ပဲသိကြလား တေးကြတယ်ကွာနော်အေး ယောက်ျားနော် ယောက်ျားမနေ့ကငါမင်းတို့စီခေါ်လာခဲ့မယ် ဟုတ်ပြီမရရင်မင်း15သိန်းပေးရမယ် ပေးမယ် ကောင်းပြီ ကြားရင်တော့ပေးရမယ်နော် ပေးမယ် အေးဟုတ်စိတ်နဲ့ရ ထိတ်လိုက်လာ A few moments later. ဟဲ့အောင်မင်းကဘယ်လိုခေါ်လိုက် ဟောဟဲ့အောင်လို့မင်းကငါတခုပြောတယ်ရှိ မပြောမှ မင်းငါစော်လုံးမလား ဘာပြောလိုက် မဟုတ်ပါဘူးရောငါရှင်းပြပါမယ်ကွာဟိုဒီလိုပါကွာ ဩဒီလိုအဲ့ဒါငါဘာလုပ်ရမှာလဲ ဟောဘာလို့ပေးရမှာလဲမင်းကလည်းမနှက်ပြန်ဦး อืม မင်းကငါချစ်သူဖြစ်ငါ့ကိုတနားရီလောက်ပဲတယောက်ဆောင်ပေးကွာမင်းက10သိန်းပေးမယ် အဲ့ဒါမစိုးနော် မင်းသဘောကျရမလား သဘောကျတယ် မင်းသဘောလို့လားဆို သဘောတူတယ်တနားရီတွင်းနော် တနားရီတွင်းကွာ 10သိန်း 10သိန်း အဲ့ဒါမလား အားရနေုံလေကွာအခုပြောနေမှာမဟုတ်လေကွာမနှက်ပြန်မှာပြီးတော့မင်းနည်းနည်းပါးလေးချိန်နိုင်အောင်လေကွာနော်အဲ့ဆိုရင်အေးမနှက်ပြန်မင်းနဲ့ငါဒီမှာပြန်ဆောင်မယ်မင်းဆက်လာလေးဝက်ခဲ့နော်ရ โอเค โอเคအော်တော့မယ်ရ The next morning. ဟဲ့ဟိုကောင်ခုထိမလာသေးပါလားကွာ မင်းကလည်းဘယ်လာမှာအဲ့ကောင်ရမှာတော့မဟုတ် ဟေးငါလည်းထင်တယ်အကောင်မရတော့ဘူးဆိုတာ ဘူးမင်းပြောတာ ဟာဟဲ့အောင်ဟိုမှာကြည့် ဒီကောင်တကယ်ရသွားတာလားကွာ အေးကွာဟေ့ရဘာလို့တကယ်ရောက်อ่ะမင်းမမြင်ဘူးလားမင်းမျက်လုံး မြင်တော့မြင်တယ်လေဒါပေမဲ့တခုခုတော့လွဲနေသလို မလွယ်ဘူးတခုခုတွေပါမြင်တော့မြင်တယ်မလို့လေမင်းမြင်တယ်မလား အေးမြင်တယ် အေး လေ မြင်အမြင်တိုင်းပဲရောက်မင်းမမြင်လား မြင်တယ် မြင်လားရအေးမြင်အဲ့အမြင်တိုင်းပဲမင်းတို့ရှုံးသွားပြီမင်းတို့တယောက်9သိန်းတစ်ခါလေးစီစဉ်လိုက်ညနေကျရင်ပေါင်းညာရှင်းပါ အေးပါကွာဒါပေမဲ့ ဟဲ့ဒါပေမဲ့ပဲမလုံနဲ့ ခုတော့နော် အခုငါတို့တွေကအခုရသွားပြီမဟုတ်လားငါတို့ကအေးအဓိကမင်းတို့ရှုံးသွားပြီဟုတ်လား အေး တခုခုတော့လွဲနေ မလွဲဘူးမလွဲဘူးမင်းတို့ကမမြင်ရဘူးလားလို့ငါတို့ မြင်ရတယ်လေမြင်တော့မြင်ရတယ် ဟဲ့ရှင်းရရ အေးပါရှင်းတော့ရှင်းတယ်ဒါပေမဲ့နည်းနည်းလေး နည်းနည်းပါမရှိဘူးမရှင်းလိုက်မရှင်းကိုရှင်းလိုက်နည်းနည်းရှင်းလိုက်ဟုတ်ပြီလား မရှိ တို့9သိန်းညနေကျတစ်ခါစီနေတာနော်ဟိုငါတို့ okay သွားပြီဟုတ်ပြီနော် အေးပါကွာအေး တနားရီပြည့်နေပြီလို့ နည်းနည်းလေးတော့နော် ဟဲ့နည်းနည်းပါမရှိဘူးနော်ငါတို့အခုချစ်သူတွေဖြစ်သွားပြီရှင်းလာရ အေးပါတခုခုတော့လွဲမားနေသလိုပဲနော်ဟဲ့ လွဲဘူးလို့ငါပြောနေရှင်းရှင်း ခဏလေးခဏခေါ်ပါလား ဩ ဟုတ်ကဲ့ မင်းကဘာလဲကွာ မင်းရတာဘာလဲလုံနေဒီမှာတနားရီပြည့်နေပြီ တနားပြည့်နေတာသိတယ်ငါခဏတော့ဆက်ထိုင်ပြီးတော့ကွာငါဆောက်ချက်ပွဲမှာကွာ မင်းရတာအဆက်ခွင်းနေဒီမှာငါဒီဝစားမြန်စမပြေဘူး မင်းကလည်းကွာနဲ့ကွာဟောက်ဒီလိုလုပ်ကွာမင်းကနောက်တနားထက်နေပြီမင်းက10သိန်းထပ်ပေးမယ်ဟုတ်ပြီ
တကယ်ပြောနေရလား တကယ်ကွာ မင်းလိန်လို့ရတော့ လေကြိုက်တာလို့ကွာဟုတ်ပြီလား အဲ့ဒါပြီးရောပထမ10သိန်းဒုတိယ10သိန်း အေး30ကွာပေးမယ်ဟုတ်ပြီလား အဲ့ဒါပြီးရော အေးတော့ပါဘာမှမဟုတ်ပါဘူးငါ့ကိုဘိုက်စာလို့ပဲမုတ်လိုက်ဝယ်ကြေးခါရယ်ဟာမင်းတော်အာအောင်နောက်တဲ့ကောင်ပဲကွာသွားသားမှာကွာ ဟာလောပါနဲ့ကိုကြီးဟာဆောင်းကားကလေးပေးခြင်းလို့တစ်ခါမကန်လို့တော့ပေးပါဗျာ